ဟယ်လိုဝင်းပါတီကနေအပြင်ထွက်ပြီးမပြောက်တာတနာရီခွဲရှိပြီဖြစ်တဲ့တငယ်ချင်းအကောင်းဆုံးကိုလိုက်ရှာခဲ့တယ်။မျက်နှာဖုံးကြီးစွတ်ထားသူနဲ့ရဲတယောက်စကားပြောနေတာတွေ့လိုက်ရတယ်။နစ်ဆိုတာတိလားလို့ရဲကအော်မေးတော့အပြေးလွှားသွားလိုက်တယ်။ဒါကျွန်တော်တငယ်ချင်းပါလို့မောမောနဲ့ပြောလိုက်တယ်။မင်းတငယ်ချင်းပျောက်နေတယ်လို့သတင်းဝင်ထားတယ်လို့ရဲကလက်ညှိုးထိုးပြတယ်ဒီလူကလိုက်ရှာပေးနိုင်တယ်ပြောတယ်။မျက်နှာဖုံးစွတ်ထားသူကရေးပြီး9 မိုင်လောက်ကျဲတဲ့တောနက်ကြီးကိုထိုးပြတယ်။ဟိုဘက်မှာပါဆိုပြီးဘလုံးပထွေးနဲ့ပြောနေတဲ့10 နှစ်ကျော်ပေါင်းလာတဲ့တငယ်ချင်းကိုရှာဖို့ဒီမူးယူနေတဲ့သူပဲအားကိုးစရာရှိတော့တယ်။ဖုံးမီးလင်းလိုက်ပြီးလူတွေတောထဲခွဲပြီးရှာကြတယ်။မီးရောင်ကတစ်ပင်ပေါ်ကစာတန်းကိုလင်းသွားတဲ့ဝက်ဝင်ညူတတိပြုနေ့ရဲ့တပ်ပုံကိုမူးနေတဲ့သူ့မျက်နှာဖုံးနားထောင်ပြလိုက်တယ်။သူတောထဲဝင်သွားတာတေချာလားသူခေါင်းငိမ့်ပြတယ်။အင်းနစ်ဝက်ဝင်ကြိုက်ခံရမှာဆိုလို့ငိုမလို့ဖြစ်သွားခဲ့တယ်။နစ်လို့အော်ဟစ်ရှာရင်ပြည်နယ်ရဲကိုဖုံးဆက်လိုက်တယ်။ရဲ300ရဲ့အမဲလိုက်ခွေးတွေမီးမောင်းတွေနဲ့ရှာကြတယ်။ဝက်ဝင်မျိုးကြီးထွက်လာလို့ရန်ထဲချက်ချင်းလှဲအိတ်လိုက်ရတယ်။ဝက်ဝင်နဲ့တွေ့ရင်ငြိမ်နေရမယ်လေအနောက်ကမူးနေတဲ့သူကရဲနေတယ်။ဝက်ဝင်စီသွားပြီးရေနေလို့ခြေထောက်ကိုရိုက်လဲပြီးပါဇက်ပိတ်ထားလိုက်တယ်။ပါဇက်ပိတ်ထားဝက်ဝင်ဟိမ့်ပြီးထွက်သွားမှကြောက်လို့သေးပင်ထွက်မလို့ဖြစ်ခဲ့ရတယ်။ဝက်ဝင်ထွက်သွားတော့အမြန်ထပြီးဆက်ရှာခဲ့တယ်။4 နာရီကြာတော့လေချောင်းတွေနာကုန်ပြီးတောအုပ်ဆုံးထိရောက်သွားတယ်။ဒူးထောက်ကြပြီးငိုခဲ့ရတဲ့နင်းနဲ့ရိုက်ထားတဲ့တပ်ပုံကိုကြည့်လိုက်တယ်။သူ့ကိုနောက်ဘယ်တော့မှမတွေ့ရတော့ဘူးပေါ့။အဲ့အချိန်မူးနေတဲ့သူကဖုံးကိုကြည့်လိုက်တယ်။မျက်မှောင်ကျုပ်ကြည့်ပြီးဟာဒါငါပဲလေတဲ့မျက်နှာဖုံးချွတ်လိုက်မှအဲ့ဒီသူကနစ်ဖြစ်နေတာကိုရန်ထဲလဲကျသွားပြီးငါလဲမူးလွန်းလို့ကိုပြန်ရှာနေမှန်းမသိဘူးတဲ့။သူကဖတ်ထားချိန်မှာတောထဲမှာလူ300ရှာနေတော့မယ်။နစ်ဘလောက်တောင်မူးနေခဲ့လဲဆိုတာခုထိတွေးမရသေးဘူး